Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့မီနူးအသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါအောင်မယ်ဒီဝဲလေးကတော့လူငယ်လူကြီးမရွေးအားလုံးကြိုက်နှစ်သက်ကြတဲ့ဟင်းလေးတစ်မျိုးပါဗျဟုတ်ပြီဗျာဗီဒီယိုလေးစောကျွန်တော်ရဲ့ပြုလုပ်မှုအဆင့်ဆင့်လေးတွေကိုလိုက်ပြီးတော့ကြည့်ပေးကြပါဦးဗျာဘာဟင်းဝဲလေးဖြစ်မလဲဆိုတာလည်းတစ်ချက်လောက်လိုက်ကြည့်ကြပါဦးဗျာပထမဆုံးအနေနဲ့တော့ကျွန်တော်ရှေ့မှာရုပ်တည်နဲ့ကျက်သွန်ဖြူလေးကိုလှော်ထားရဗျချက်ချလောက်လေးကိုလည်းကျွန်တော်ပြုတ်ထားပါတယ်အခုဆိုရင်တော့ဂျူးမြစ်လေးတွေကိုပို့ပြီးစားကောင်းအောင်ပျော်ဤလေးဖြစ်အောင်လှော်ပေးနေပါတယ်ပေါ့ဗျာအခုမြင်နေရတော့ဘာဝင်ပစ္စည်းလေးပါဗျပထမဆုံးမြင်နေရတော့အယောင်တင်မုတ်လေးပါဗျဒုတိယမြင်နေရတာတော့လိုက်ဆိုင်စော်လေးပါတတိယမြင်နေရတာတော့ဓာချီပေါင်တာလေးပါအခုမြင်နေရတာတော့မာလာ9နှစ်ပါဗျအခုမြင်နေရတာတကြားပါဗျအခုမြင်နေရတာတော့ဟွာကြောင်မုတ်လေးပါနောက်တစ်ခုထပ်လာမယ့်ဥစ္စာတွေကတော့ကျွန်တော်မာလာ9မှုတ်လေးပဲဖြစ်ပါတယ်ဗျအခုမြင်နေရတာတော့ QC လေးဖြစ်ပြီးတော့နောက်ထပ်မြင်ရမှာတော့ just တော့ပြုတ်ထားတာပဲဖြစ်ပါတယ်ဗျဟုတ်ပါပြီဗျသူတို့တွေအကုန်လုံးပေါင်းဆက်လိုက်ရင်ဘလူဟင်းပွဲလေးဘလူရတာလေးဖြစ်ပြီးတော့ဘယ်လောက်ထိစားကောင်းလဲဆိုတာကိုတစ်ချက်လောက်စောင့်ကြည့်ပေးကြပါဦးဗျတခုတော့ပြောချင်ပါဗျာကျွန်တော်တို့ဘာရေးဝဲဝဲချက်ဘာပဲလုပ်ပေါ့အကျိုးတင်ပြင်ဆင်မှုကအရေးကြီးပါတယ်အခုကျွန်တော်အကျိုးတင်ပြင်ဆင်မှုတွေလုပ်ထားတာတော့ဂျူးမြစ်လေးလှော်ထားပြီးပါပြီချက်ဆောက်လေးလည်းအယူထုတ်ပြီးသွားပြီဗျဟုတ်ပြီအခုဆိုရင်ပါဝင်ပစ္စည်းတွေကိုရောဆက်တော့မယ်ဗျာပထမဆုံးအနေနဲ့ကျွန်တော်အယောင်တင်လေးထည့်တယ်ဗျာမာလာ9မှုတ်လေးထည့်မယ်ဗျဟုတ်ပါပြီခုနကတော့ကျွန်တော်ပြထားတဲ့ပစ္စည်းတွေကိုကျွန်တော်တစ်မျိုးချင်းစီထည့်သွားမှာပဲဖြစ်ပါတယ်ဗျခုမြင်နေရတာတော့ဘွားကြုံမှုတွေပဲဖြစ်ပါတယ်ဗျဒီနောက်တစ်မျိုးထပ်ထည့်မဲ့ဥစ္စာကတော့မာလာအနှစ်လေးပဲဖြစ်ပါတယ်ဗျမာလာအနှစ်ကတော့ကျွန်တော်15 gram 20 gram လောက်ထည့်ထားပါတယ်ဗျနောက်တစ်မျိုးကတော့ကျွန်တော်တခြားပါဗျတခြားကတော့5 gram လောက်ထည့်ထားတယ်ဟင်းညုံမို့ကလည်း5 gram လောက်ထည့်ထားပါတယ်ဗျနောက်တစ်မျိုးအနေနဲ့ကတော့ကျွန်တော်လိုက်ဆိုင်စောပေါ့ဗျာလိုက်ဆိုင်စောကတော့10 gram လောက်ထည့်ထားရဗျငပြရေပေါ့ဗျာနောက်တော့အခုကထည့်မှာတော့ QC ဗျQC တွေရတယ်ကျွန်တော်5 gram လောက်သုံးထားရဗျနောက်ဆုံးတစ်ခုထပ်ထဲမှာတော့ကျွန်တော်ဓာချီပေါင်တာပေါ့ဗျာဓာချီပေါင်တာကတော့ကျွန်တော်10 gram လောက်ထည့်ထားပါတယ်ဗျကျွန်တော်ဒါဒီအားလုံးပေါင်းစပ်မဲ့အနေထားမှာစီပူပူလေးတစ်စုံတော့လိုပါတယ်ဗျကျွန်တော်ဗီဒီယိုရိုက်တဲ့ထဲမှာမပါသွားခဲ့ပါဘူးဗျာခုတော့ထည့်ပြီးသားဆိုတော့ကျွန်တော်ရောပြီးတော့ပဲမှွေလိုက်ပါရဲ့ဗျခုတော့ရောသမားမှွေပြီးတဲ့နောက်ပိုင်းမှာထပ်ပြီးတော့မိန်ကြတဲ့ဂျူးမြစ်ကိုထည့်ပါမယ်ဗျဟုတ်ပါဗျာဂျူးမြစ်လေးပျော့ပျော့လေးဖြစ်နေအောင်လို့လှိမ့်မိတာလေးထည့်ပဲဗျပြီးသွားပြီဆိုတော့လည်းကျွန်တော်တံမြာသီးလေး2စိမ့်လောက်လေးညှစ်ထည့်မယ်ဗျတံမြာသီးလေးကတော့ကျွန်တော်တို့ပါဝင်တဲ့အဆက်တွေအပူတွေကိုဖမ်းပြီးတော့ထိန်းလိုက်တဲ့သဘောလေးပါပဲဗျာအချင်းရတာကြီးမားမားလိုချင်လို့မဟုတ်ပါဘူးဗျာနောက်တစ်မျိုးကတော့ကျွန်တော်ချက်ချလောက်ကိုပြုတ်ပြီးတော့အယူထုတ်ထားတာလေးပေါ့ဗျာအယူထုတ်တာဆိုရင်အကုန်လုံးထုတ်တာမဟုတ်ပါဘူးရိုးတန်းကြီးကိုထုတ်ပြလိုက်တာဖြစ်ပါတယ်ဗျအားလေးတွေအကုန်လုံးကျွန်တော်ရောသမားပွေပါမယ်ဗျာနောက်တစ်ခုထပ်ထည့်မဲ့ဥစ္စာတော့ကျွန်တော်ဝေ့ကြံနေတာပါကျက်သွန်ဖြူနဲ့ရုပ်သီးသိန်းလေးကိုလှော်ထားပြီးထောင်းထားတာလေးထည့်ဖို့မေ့ကြံတယ်လို့ခုမှပြန်ပြီးထည့်လိုက်တာဖြစ်ပါတယ်ဗျာရတာလေးကတော့တော်တော်ကောင်းနေပါပြီဗျာအခုပို့ပြီးကောင်းအောင်လို့ကျွန်တော်ကျက်သွန်မိတ်လေးပြီးတော့ဟိုကနေထပ်ထည့်လိုက်ပါတယ်ဗျာရတာကတော့တကယ်ကို share ပါဗျာတော်တော်လေးကိုစားကောင်းတဲ့ပင်ဝယ်ပါကလေးလေးကြိုက်မယ်ဒီကလူငယ်တွေပေါ့ဗျာလူငယ်တွေပို့ပြီးတော့ကြိုက်ဖြစ်ဖို့ညာပါတယ်ဗျာဒီပါဗျာဒါတော့ final တိုင်းလေးရောက်ပါပြီကြည့်လိုက်ပါဦးဗျာလုံးဝရှူရှဲဟိုထိမိကွီလေးပေါ့ဗျာရှယ်တော့မိုက်နေပါဗျာမြင်ုံနဲ့စားခြင်းစိတ်ကိုတော်တော်လေးဖြစ်စေပါရဲ့ဗျအနဲ့လေးရတယ်မာလာနဲ့မှုန့်မွေးလေးဂျူးမြင့်နဲ့မှုန့်မွေးလေးနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့တော်တော်ရတာတော့မိုက်နေပြီပေါ့ဗျာဒါတော့ကျွန်တော်ရဲ့တပွဲသာပိုရှင်းတဲ့ plating ပြင်ဆင်ပုံလေးပဲဖြစ်ပါတယ်ဗျာဒီလိုမျိုးဟင်းချက်နည်းလေးတွေကိုတောက်လျှောက်တင်သွားမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေး